အာဆင်နယ်အသင်းဟာ22နှစ်အတွင်းပရီးမီးယားလိဂ်ဖလားကိုပထမဆုံးအကြိမ်စုခူးသွားနိုင်ခဲ့ပါပြီ။မီကေအာတီတာဟာဒီကလပ်ရဲ့မျိုးဆက်တစ်ဆက်စာအတွင်းအကောင်းဆုံးလူစည်းရင်းကိုတိစောက်ထားနိုင်ခဲ့ပါတယ်။ဒါပေမဲ့သူတို့ကတော့အခုထိအရှိကိုဆက်သွားနေတော့မှပဲအာဆင်နယ်ကဒီအောင်မြင်မှုလေးနဲ့တင်ကျင်းနေပြီးရက်နေလိမ့်မယ်လို့ထင်နေရင်တော့တင်တေချာပေါက်မှားတော့ပါလိမ့်မယ်။အခုမြောက်လန်ဒန်မှာလူတိုင်းပါဆက်ဖြားရေပန်းစားနေတဲ့နာမည်ကတော့လက်စတာစီးတီးမှာကြီးပြင်းခဲ့တဲ့ကိုဗင်ထရီကနေလာတဲ့အသက်16နှစ်အရွယ်တောင်ပန်ကစားသမားဂျေယာမီမွန်ဂါပဲဖြစ်ပါတယ်။သတင်းတွေရတော့အာဆင်နယ်ဟာသူ့ကိုခေါ်ယူနိုင်ဖို့အတွက်မန်စီးတီးမန်ယူချက်ဆီစပါနဲ့နိုင်ငံရဲ့ခြားကကလပ်အသင်းတွေကိုကြော်ဖြတ်ပြီးအနိုင်ရဖို့ယုံကြည်မှုပိုရှိလာနေပါတယ်။ဒါကြောင့်ဒီနေ့မှာတော့ဒီလူငယ်လေးဟာအာဆင်နယ်တီဆောက်နေတဲ့အသင်းအတွက်ဘာလို့အတိအကျကိုက်ညီနေတာလဲ။ဘာကြောင့်ဒီပြောင်းရွှေ့ကအဖက်ဖက်ကနေကြည့်ရင်အတိတ်ပဲရှိနေတာလဲဆိုတာကိုအသေးစိတ်သုံးသပ်သွားပါမယ်။မွန်ဂါရဲ့ဇလန်ကတကယ်ကိုထူးခြားတဲ့အတွက်အစကနေပြန်စကြည့်ရအောင်ပါ2009ခုနှစ်ဇူလိုင်လမှာကိုဗင်ထရီမှာမွေးဖွားခဲ့ပြီးဟုတ်ပါတယ်2009ပါအသက်8နှစ်အရွယ်မှာပဲလက်စတာအကယ်ဒမီကိုရောက်ရှိခဲ့ပါတယ်2025ဧပြီလကိုကြော်ကြည့်လိုက်မယ်ဆိုရင်တော့သူ့အသက်15နှစ်နဲ့280ရက်မှာတင်ပရီးမီးယားလိဂ်မှာနယူကာဆယ်နဲ့ပွဲစဉ်မှာလူစားဝင်ကစားခဲ့ပါတယ်တရားဝင်ဝတ်ဆင်ခွင့်ရဖို့အသက်မပြည့်သေးတာကြောင့်သူ့အင်ဂျီမှာလောင်းကစားစပွန်ဆာတော်မပါခဲ့ပါဘူးပရိသတ်တွေကတော့တောင်းခန့်အားပေးခဲ့ကြပါတယ်ရိုဘန်နစ်စတဲရွိုင်းကပွဲပြီးမှသူ့ရဲ့ကြီးမားတဲ့အရေးသွေးတွေကိုမြင်တွေ့ခဲ့ရပါတယ်။သူဟာအမြန်ဆုံးရှိတဲ့တောင်ပန်ကစားသမားကောင်းတစ်ယောက်ပါတကယ်ကိုထူးချွန်တဲ့လူငယ်လေးပါလို့ပြောခဲ့ပါတယ်။ဒါဟာမန်နေဂျာတစ်ယောက်အနေနဲ့ယဉ်ကျေးအောင်ပြောလိုက်တာမဟုတ်ပါဘူး။ကမ္ဘာအကြမ်းတမ်းဆုံးလိတွေတဲကတစ်ခုမှတကယ်ကိုထူးခြားတဲ့အရာတစ်ခုကိုမြင်တွေ့ခဲ့ရတဲ့လူတစ်ယောက်ရဲ့စကားပါ။ဒီပွဲဦးထွက်ကြောင့်သူဟာအဲ့ဒီအချိန်ကပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်ဒုတိယအသက်အငယ်ဆုံးကစားသမားဖြစ်လာခဲ့ပြီးအခုတော့အာဆင်နယ်ရဲ့မတ်ဒေါ်မန်နဲ့အီတန်အန်ဝါနီတို့ရဲ့နောက်တတိယနေရာမှာရှိနေပါတယ်ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်အသက်အငယ်ဆုံးပွဲထွက်ကစားသမား3ယောက်ထဲက2ယောက်ကအာဆင်နယ်မှာရှိနေပြီး3ယောက်မြောက်ကလည်းသူတို့ခေါ်ယူဖို့လုပ်နေတဲ့သူဖြစ်နေတာကအာတီတာမြောက်လန်ဒန်မှာဘာရီတီဆောက်နေလဲဆိုတာကိုအကုန်ပြောပြနေပါတယ်မွန်ဂါကိုကစားသမားတစ်ယောက်အနေနဲ့ဘာကအဲ့ဒီလောက်ထူးခြားစေတာလဲသူ့ကိုအနီးကပ်ဆောင်ကြည့်ဘူးသူတိုင်းစီကကြားရမယ့်စကားလုံးကတော့ဘောလုံးဆွဲပြေးတာပါပဲဒါပေမဲ့အဲ့ဒီထက်ပိုပါတယ်သူဟာလျှက်စီးလူမြန်တဲ့ခြေအောက်ဆွမ်းရည်ရဲ့ဉာဏ်ရည်ပြည့်ဝတဲ့ဆုံးဖြတ်ချက်ချနိုင်မှုရဲ့ပြီးတော့ဆယ်ကျော်သက်တစ်ယောက်မှမရှိတဲ့ခန္ဓာကိုယ်အပေါ်ပိုင်းကြန့်ခိုင်မှုတွေကိုပါပေါင်းစပ်ထားပါတယ်သူကခန်းစစ်မှုတွေကိုကြော်ဖြတ်ရုံတင်မကပဲအနိုင်ကျင့်ပြီးကိုကြော်ဖြတ်သွားနိုင်တာပါခြေနှစ်ဖက်စလုံးအသုံးပြုနိုင်တဲ့အတွက်တောင်ပန်နှစ်ဖက်စလုံးမှာရောနံပါတ်10နေရာမှာပါကစားနိုင်ပြီးဒါဟာခေတ်တစ်အာတီတာရဲ့ကစားကွက်အတွက်အင်မတန်ရေးပါပါတယ်။တစ်ဖက်တည်းကိုပဲပိတ်ဆို့ထားလို့မရတဲ့တောင်ပန်ကစားသမားတွေဟာခံစစ်သမားတွေအတွက်တော့အိမ်မက်ဆိုးပါပဲ။ခြေအောက်စွမ်းရည်တွေခန္ဓာကိုယ်အလှည့်ပြောင်းတွေနဲ့လူကတ်နေတဲ့ကြားကရုံထွက်နိုင်မှုတွေကြောင့်သူ့ကိုမိုက်ကယ်အိုလင်းနဲ့နှိုင်းယှဉ်ကြသလိုကျင်းမြောင်းတဲ့အနေအထားတွေမှာတည်ငြိမ်မှုနဲ့ခန္ဓာကိုယ်အပေါ်ပိုင်းကြန့်ခိုင်မှုတွေကြောင့်တချို့ကလည်း Abrici S နဲ့ပါနှိုင်းယှဉ်ကြပါတယ်။တကယ်လို့မွန်ဂါသာပြောင်းရွှေ့ဖြစ်ခဲ့ရင်S ကအသင်းဖော်ဖြစ်လာမှာပါကင်းထောက်တစ်ယောက်ကတော့သူ့ကိုနောက်ထပ်ဥစမန်တမ်ဘီလီလို့တောင်တင်စားခဲ့ပါတယ်ချီးကျူးမှုတွေကကြီးမားပေမဲ့သူ့ရဲ့ highlight တွေကိုမိနစ်အနည်းငယ်လောက်ကြည့်လိုက်တာနဲ့တင်ဘာကြောင့်ဒီနာမည်တွေနဲ့နှိုင်းယှဉ်ရလဲဆိုတာသင်နားလည်သွားပါလိမ့်မယ်ဒီချန်ပီယံရှစ်ရာသီကဂိမ်းကနန်းတွေကလည်းဒါကိုတက်တည်ပြနေပါတယ်လီ1ကိုဆင်းပေးလိုက်ရတဲ့လက်စတာအသင်းမှာကစားခဲ့ရပေမဲ့မွန်ဂါဟာချန်ပီယံရှစ်မှာ28ပွဲကစားခဲ့ပြီးတကိုးသွင်းနှစ်ကိုဖန်တီးပေးကတပွဲကိုပြန်မြ34မိနစ်လောက်ကစားခဲ့ရပါတယ်ချန်ပီယံရှစ်သမိုင်းမှာအသက်အငယ်ဆုံးကိုးသွင်းရှင်လည်းဖြစ်ခဲ့ပါတယ်ဒါတွေကစိတ်ဝင်စားစရာဂိမ်းကနန်းတက်မဟုတ်ပါဘူးသူ့အရွယ်ကလေးများစုကြောင်းတက်နေချိန်မှာအသက်16နှစ်အရွယ်ကောင်လေးတစ်ယောက်ကလူကြီးဘောလုံးလောကမှာအရေးပါတဲ့စွမ်းဆောင်ရည်တွေပြသနေတာပါပရီးမီးယားလိဂ်ပွဲဦးထွက်အပြီးမှာလက်စတာက Redcliffe College ရဲ့ဒူကျောင်းအုပ်ကြီးကသူ့ရဲ့နှိမ့်ချတတ်တဲ့စိတ်ထားကဒီအောင်မြင်မှုနဲ့အထိုက်တန်ဆုံးဖြစ်စေပါတယ်လို့ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ဒါကပါရမီရဲ့နောက်ွယ်ကစိတ်နေသဘောထားကိုပြောပြနေတာပါ။ဒါဆိုအားနည်းချက်ကခေါ်ပါလဲ။ရိုးသားတဲ့သုံးသက်ချက်တိုင်းမှာအားနည်းချက်တစ်ခုတော့ပါရမှာပါသူ့ရဲ့ခံစစ်ပိုင်းကူညီမှုကိုတော့မေးခွန်းထုတ်เสียရရှိပါတယ်ပြီးခဲ့တဲ့ရာသီရို20မှာမွန်ဂါကစားတုန်းကဆောက်တန်တန်ကို9-3နဲ့ရှုံးခဲ့တဲ့ play off ပွဲမှာဆောက်တန်တန်ရဲ့အခွင့်အရေးအများစုဟာမွန်ဂါရှိနေတဲ့ဘက်ကနေလာခဲ့တာဖြစ်ပြီးသူကနောက်ကိုပြန်ဆင်းမကူပဲခက်ဖြည်းဖြည်းပြေးုံလောက်ပဲလုပ်ခဲ့တယ်လို့ကျွမ်းကျင်သူတွေကမှတ်ချက်ပေးခဲ့ပါတယ်တချို့မန်နေဂျာတွေအတွက်တော့ဒါကလက်ခံနိုင်စရာမရှိပါဘူးအာတီတာအတွက်ကတော့ဒါဟာ project တစ်ခုပါဘူကာယိုစာကာဆိုရင်လည်းအစကတည်းကအခုလိုခန်းစစ်ရောတိုက်စစ်ပါကစားနိုင်တဲ့သူမဟုတ်ခဲ့ပါဘူးတောင်ပန်ကစားသမားတွေကိုခန်းစစ်တာဝန်တွေအတွက်တင် जा ပေးရပြီးအာဆင်နယ်မှာတော့ဒါကိုစနစ်တကျလှုပ်ဆောင်ပါတယ်မွန်ဂါကိုလည်းသူ့ကစားဟန်ရဲ့ဒီစိတ်ပိုင်းကိုတိုးတက်လာဖို့မျှော်လင့်မှာဖြစ်ပြီးသူကလည်းအဲ့ဒီလိုတိုးတက်လာမဲ့ဆရာမျိုးရှိသူလို့အားလုံးကဆိုကြပါတယ်အရေးကြီးဆုံးမေးခွန်းကတော့ဘာလို့အာဆင်နယ်လဲဘာလို့စီးတီးမဟုတ်တာလဲဘာလို့ယူနိုက်တက်မဟုတ်တာလဲသတင်းတွေရတော့အဖြေကလမ်းကြောင်းကြောင့်ပါပဲအာဆင်နယ်ရဲ့ဖွံ့ဖြိုးတိုးတက်မှုတိစောက်ပုံနဲ့မကြသေးခင်ကထိပ်တန်းလူငယ်ကစားသမားတွေကိုပထမအသင်းစီပေါင်းဆက်ပေးခဲ့တဲ့အောင်မြင်မှုတွေကမွန်ဂါနဲ့သူ့ပတ်ဝန်းကျင်ကလူတွေပေါ်အများကြီးလွှမ်းမိုးမှုရှိခဲ့ပါတယ်။ဘာကြောင့်လဲဆိုတာနားလည်ဖို့ပြီးခဲ့တဲ့နှစ်အတွင်းအမရိကွင်းမှာဘာတွေဖြစ်ခဲ့လဲဆိုတာကြည့်လိုက်ရုံနဲ့တင်လုံလောက်ပါတယ်။ Miles Lewis Skelly ဟာပရီးမီးယားလိဂ်မှာအထင်ကရဖြစ်လာခဲ့ပြီးအင်္ဂလန်တင်းပွဲဦးထွက်မှာတင်ဂိုးသွင်းကအခုဆိုအသက်
18နှစ်နဲ့ချန်ပီယံလိဗိုလ်လုပွဲထိရောက်နေပါပြီ။တန်ကြီး48တန်းရှိတဲ့အီတန်အန်ဝါနီရီဟာအင်္ဂလန်ရဲ့အကောင်းဆုံးလူစည်းရင်းမှာအဓိကကစားသမားဖြစ်လာပါတယ်။အသက်15နှစ်အရွယ်မတ်စ်ဒေါ်မန်ကတော့ပရီးမီးယားလိသမိုင်းမှာအသက်အငယ်ဆုံးပွဲဦးထွက်ကစားသမားဖြစ်လာခဲ့ပြီးဒက်ကလန်ရိုက်စ်ကိုတိုင်းကသူမြင်ဘူးသမျှ15နှစ်အရွယ်တွေထဲမှာအထူးခြားဆုံးပဲလို့မကြသေးခင်ကချီးကျူးခဲ့ပါတယ်။ဒါကဈေးကွက်ချက်ထွင်တာမဟုတ်ပါဘူး။တကယ်လက်စုပ်လက်ကင်ပြနိုင်တဲ့သက်သေပါ။အာတီတာရဲ့အာဆင်နယ်မှာထိပ်တန်း10ကျော်သက်တွေဟာတကယ်ဘောလုံးကစားခွင့်ရနေတဲ့ဆိုတာကိုအားလုံးမြင်တွေ့နိုင်ပါတယ်။ဗန်နာရေးပိုင်းကလည်းစိတ်ဝင်စားစရာပါမွန်ဂါဟာလာမယ့်ဇူလိုင်လ10ရက်နေ့မှာအသက်18နှစ်ပြည့်မှာဖြစ်လို့အာဆင်နယ်အနေနဲ့အဲ့ဒီရက်မတိုင်ခင်သူ့ဘက်ကလူတွေနဲ့သဘောတူညီမှုရခဲ့ရင်အပြောင်းရွှေ့ခြင်းအပြည့်အဝပေးစရာမလိုပဲလက်စတာနဲ့တိုက်ရိုက်ရောချင်းငွေညှိနှိုင်းလို့ရမှာပါ။ Real Madrid ဒေါ်မွန်လိုက်စစ်စတဲ့ဥရောပကင်းထောက်တွေစောင့်ကြည့်နေတဲ့ဒီလိုပါရမီရှင်အတွက်ပေါင်15တန်းဝန်းကျင်လောက်ပဲကုန်ကျနိုင်တယ်လို့သတင်းတွေကဆိုပါတယ်။ဒီလိုဈေးနှုန်းမျိုးနဲ့သာရခဲ့မယ်ဆိုရင်တော့တကယ်ကိုတန်လွန်းတဲ့အပြောင်းရွှေ့ဖြစ်မှာပါအာဆင်နယ်ကတော့ဆွဲဆောင်မှုရှိတဲ့ကမ်းလှမ်းမှုတစ်ခုကိုပြုလုပ်ထားပြီးဖြစ်တယ်လို့သတင်းရင်းမြစ်တွေအရသူတို့ဟာဒီအပြောင်းရွှေ့ကိုအဆုံးသတ်နိုင်ဖို့အင်မတန်အားကောင်းတဲ့အနေအထားမှာရှိနေပါတယ်ပိုကျေပြန့်တဲ့အပြောင်းရွှေ့အနေအထားကလည်းစိတ်လှုပ်ရှားမှုကိုပိုတိုးစေပါတယ်အာဆင်နယ်ဟာဒီနွေရာသီမှာအတန်တိတ်မနေပါဘူးနယူကာဆယ်ကပေါင်80တန်းနဲ့လက်ခံနိုင်တယ်ဆိုတဲ့သတင်းတွေနဲ့အတူဆန်ဒရိုတိုနာလီရဲ့နာမည်ကလည်းထွက်ပေါ်နေပါတယ်ဒီကလပ်ဟာပရီးမီးယားလိဂ်ကိုအခုလေးတင်ပိုဆွဲထားပြီးချန်ပီယံလိဂ်ဗိုလ်လုပွဲအထိရောက်ထားတာတောင်အခုထိအမဲလိုက်နေသေးပါဂျို့ဂရန်ဂီပြောခဲ့တယ်လို့ပဲကလပ်အသင်းကဘယ်သူမှရက်တက်နေမှာမဟုတ်ပါဘူးစီနီယာကစားသမားတစ်တွေနဲ့အတူမွန်ဂါရောက်လာမယ်ဆိုရင်ဒါဟာလက်ရှိအတွက်ရောလာမဲ့ဆယ်စုနှစ်အတွက်ပါရည်ရွယ်ချက်ကိုအတိအကျပြသလိုက်တာပဲဖြစ်ပါတယ်အဓိကအချက်ကတော့ဒါပါပဲအာဆင်နယ်ကဂျေယာမီမွန်ဂါကိုအကယ်ဒမီထဲထည့်ပြီးမျှော်လင့်ချက်ထားဖို့လောက်တက်ခေါ်တာမဟုတ်ပါဘူးဒါဟာသူတို့လုပ်နေကြအလုံးမလို့ခေါ်တာပါတိုင်းပြည်ရဲ့အကောင်းဆုံးလူငယ်တွေကိုတခြားသူတွေမရခင်သူတို့ကအရင်ရှာတွေ့တတ်ပါတယ်သူတို့ရဲ့အလားအလာတွေကိုစွမ်းဆောင်ရည်အဖြစ်ပြောင်းလဲပေးဖို့တည်တံ့တည်ဆောက်ထားတဲ့ပတ်ဝန်းကျင်မှာထားရှိပြီးပထမအသင်းရဲ့ကျဲပွင့်တွေအဖြစ်မွေးထုတ်ပေးပါတယ်ဆာကာအန်ဝါနီလူးဝစ်စကယ်လီဒေါ်မန်စတဲ့ထုတ်လုပ်မှုလမ်းကြောင်းကြီးကတကယ်ရှိနေပြီးအရှိကိုဆက်ရွေ့နေပါတယ်မွန်ဂါကဒီပုံစံနဲ့အတိအကျကိုက်ညီနေပါတယ်သူကကြောက်ရွံ့မှုကင်းတဲ့နီးစနစ်ပိုင်းကျွမ်းကျင်တဲ့သူ့အရွယ်ထက်ပိုပြီးရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးနေတယ်လို့လူကြီးဘောလုံးလောကမှာလည်းကစားနိုင်တယ်ဆိုတာတက်တည်ပြပြီးပါပြီဒီအရာအားလုံးကိုအသက်16နှစ်အရွယ်နဲ့လုပ်နိုင်နေတာပါပရီးမီးယားလိဂ်ချန်ပီယံလိဂ်ဗိုလ်လုပွဲရောက်အသင်းဟာအခုကတည်းကအနာဂတ်အတွက်ပုံဖော်နေပါပြီဒါဟာမီကေအာတီတာတိဆောက်ထားတဲ့အာဆင်နယ်ဖြစ်ပြီးဂျေယာမီမွန်ဂါဟာအင်မတန်ထူးခြားတဲ့စည်ရင်းတွေကိုထပ်ဖြစ်ခံရမယ်နောက်ထပ်နာမည်တစ်ခုဖြစ်လာနိုင်ပါတယ်ဒီအပြောင်းရွှေ့နဲ့ပတ်သက်ပြီးဘယ်လိုထင်လဲကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါဦးဗီဒီယိုကိုသဘောကျတယ်ဆိုရင် like နှိပ်ပေးဖို့နဲ့ channel ကို subscribe လုပ်ပေးဖို့မမေ့ပါနဲ့နော်ဗီဒီယိုအသစ်တွေတင်နိုင်မလွတ်သွားအောင် notification ကောင်းလောင်းလေးကိုလည်းနှိပ်ထားပေးပါနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ဒါ